ခုနှစ်တကယ်တော့ကိုနောက်ဆုံးချိန်ရောက်တော့ပြောလိုက်တဲ့နေကိုပြန်ပြီးတော့ကြည့်လိုက်ပါတယ်ကြည့်လိုက်တဲ့အခါကျတော့အင်တာမပဲကောင်းမွန်တဲ့တိုက်ဆိုင်မှုအရာအဲ့ဒီနေကိုထဲမှာဖေဖေကပြောသွားတာကျုပ်ကဒီနိုင်ငံကိုမေတ္တာနဲ့သစ္စာနဲ့အုပ်ချုပ်သွားမယ်လို့ပြောသွားပါတယ်ပြီးတော့နိုင်ငံကိုမေတ္တာနဲ့သစ္စာနဲ့အုပ်ချုပ်မယ်လို့ပြောတဲ့နိုင်ငံကောင်းဆောင်ဘယ်နှယောက်ရှိလဲဆိုတာစဉ်းစားကြည့်တော့ဒါဟာဘယ်လိုပါလဲနိုင်ငံကိုအုပ်ချုပ်တယ်ဆိုတာဟာအာဏာနဲ့မကင်းပါဘူးအာဏာဆိုတာပါလာတယ်အစိုးရဆိုတာအာဏာရှိရမယ်အာဏာရှိမှလည်းအစိုးရများရဲ့တာဝန်ကိုကျေပြစွာထမ်းဆောင်နိုင်တယ်ဒါပေမဲ့ဒီအာဏာကိုသိဖို့ဟာအရေးကြီးတာပါအာဏာဟာအစိုးရအကောင်းရဲ့မဟုတ်ပါဘူးဒီအာဏာကိုသုံးဖို့ဟာအရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်မေတ္တာနဲ့သစ္စာကိုခံပြီးတော့အာဏာကိုသိသုံးသွားမယ်ဆိုလို့ရှိရင်နိုင်ငံရဲ့အကျိုးကိုအများကြီးပြုနိုင်ပါတယ်ဒါမေတ္တာနဲ့သစ္စာနဲ့နိုင်ငံကိုအုပ်ချုပ်မယ်ဆိုတာအခြေခံအားဖြင့်နိုင်ငံနဲ့နိုင်ငံသူသားများအပေါ်မှာမေတ္တာထားရမယ်နိုင်ငံနဲ့နိုင်ငံသူသားများကောင်းမွန်စေခြင်းလို့တိုးတက်စေခြင်းလို့ချမ်းသာစေခြင်းလို့လုပ်တဲ့အလုပ်ဖြစ်ရမယ်သစ္စာထားရဆိုတာဟာဒီလူနဲ့ဆက်ဆံတဲ့နေရာမှာယောဂဖြတ်မှမယ်လို့ကျွန်မ